ကျွန်တော်ဒီနေ့မှာတော့လက်မပါဘဲနဲ့ဒီလက်လက်ဆွဲတာကိုအလေးဘယ်လောက်ထည့်ပြီးမနိုင်မလဲလက်ဆွပြီးတော့အလေးဘယ်လောက်ထည့်ပြီးတော့မနိုင်မလဲဆိုတော့ကျွန်တော်စမ်းကြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်အကြေအများရောမတော့ဘူးအနည်းဆုံး2ခါလောက်စီပဲမမယ်နော်โอเคထက်ရသေးတယ်ကျွန်တော်ထက်ထည့်မယ်နော်ထက်ရသေးတယ်တော့ထက်ထည့်မယ်နော်သိမနိုင်ကြတော့လိုက်ရပါတော့မထက်ထည့်ရမယ်လိမ့်မပါလိမ့်မပါပဲနိုင်မှာမလားမသိနော်နိုင်တော့လိမ့်နေရတော့နိုင်တော့မှထင်တာနော်ကြိုးစားကြည့်အောင်ထက်ထည့်ကြည့်မနော်60 75ကြွတယ်ဆိုအောင်ပဲဒီနောက်ထပ်ထည့်တော့မနိုင်တော့ဘူးဟဲ့ heavy တွေမှမယ်ဆိုတော့ဒီလိုလဲကတော့လိုဖို့လိုပါတယ်